အားလုံးပဲမင်္ဂလာပါဒီနေ့စကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီစာအုပ်တွေကိုဒီ line ပေါ်ကဝါရဏရှင်တယောက်စာအုပ်မှာတဲ့တယောက်ကနေပြီးတော့မှကျွန်တော်ပြောတယ်ပေါ့နော်ဒီစာအုပ်တွေကတဲ့ဒီမိတ္တူကူထားပြီးတော့မှဒီဈေးကိုတောင်းရဲတယ်ဆိုပြီးတော့မှကျွန်တော်ပြောလာတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီစာအုပ်တွေကကျွန်တော်မိတ္တူကူထားတာတွေ copy ကူထားတာတွေတခြားတင်နန်းကျောင်းကနေပြီးတော့မှဒီစာတွေကိုကူးချထားတာတွေတခုမှဒီစာရွက်ထက်မှတစ်လုံးမှမပါဘူးတပုံမှမိတ္တူကူးထားတာမပါဘူးပေါ့နော်ကျွန်တော်ရဲ့ဒီစာအုပ်တွေကအကြောင်းအရာတွေစာတွေနဲ့အကုန်လုံးဒီကျွန်တော်ရဲ့ဒီကျွန်တော်အနှစ်နဲ့အလားလားစုဆောင်းထားတဲ့စာတွေနီးပညာတွေကိုကျွန်တော်ဒီရေးထားတဲ့စာတွေပဲဖြစ်တယ်ပေါ့နော်ဘယ်တင်နန်းကျောင်းကမှလည်းကျွန်တော်ဒီစာတွေကူးထားတာမရှိဘူးဘယ်သူစီကမှလည်းစာတွေကိုကူးချထားတာမိတ္တူဆွဲထားတာတွေမရှိဘူးပေါ့နော်ကျွန်တော်ရဲ့ဒီစာအုပ်တွေဒီကိုဗစ်ကာလအတွင်းမှာကျွန်တော်တို့ဒီတင်နန်းပိတ်ထားတဲ့အချိန်ဒီမှာကျွန်တော်ရဲ့ဆရာရဲ့ဆရာမရဲ့ပေါင်းပြီးတော့မှကျွန်တော်စာအုပ်တွေပြုစုတယ်ရေးတယ်ဒီနှုတ်တွေထုတ်တယ်ပေါ့နော်ကျွန်တော်လေ့လာကြမြစူးစမ်းကြမြစာအုပ်တွေဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်တစ်ခုကကျွန်တော်ဒီထဲမှာပါတဲ့အကြောင်းအရာတွေကိုအသေးစိတ်ကိုကျွန်တော်တရားလေးရှင်းပြပြီးတော့မှဗီဒီယိုဖိုင်နဲ့တင်ပြီးတော့မှကျွန်တော်ရောင်းတာဖြစ်ပါတယ်ခင်ဗျာဘလို့မှလည်းလိတ်ပြီးတော့မှမရောင်းဘူးမပါရင်မပါဘူးပြောတယ်ပါရင်ပါတယ်ပြောတယ်ပေါ့နော်မိတ်ဆွေတို့ဘကအဆင်ပြေမှာဒီစာအုပ်ကိုဝယ်ယူပြီးတော့မှလေ့လာသိလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့စပင်ညာနီးပညာစာအုပ်တွေကိုနယ်ဝေးကဝါရဏရှင်တွေနဲ့ overseas ရောက်နေတဲ့စပင်ဝါရဏရှင်တွေအတွက်ကိုမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ